မေမေတို့ကိုပြောပြမယ်နက်ကလေးရတခြားလုံးချိုချင်နေမစားဘူးလို့မေမေတို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာတကြားတက်ဟာနေရအနှံ့မှာပုံနေပါတယ်ကလေးနေတိုင်းစားနေတဲ့အစားထဲကလူဝတ်တကြားတက်ကိုသိချင်တဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့ကျမရေးနဲ့ညီညွတ်တယ်လို့ထင်ရတဲ့အစားအစာ၅မျိုးတည်းကလူဝတ်တကြားတက်အကြောင်းပြောပြပေးမယ်ပထမတစ်မျိုးကလေးတင်ချင်း flavored yogurt ဘယ်လောက်တကြားပါလဲဆိုတော့တစ်ခွက်မှာလက်ဖက်ရည်စွန်း3-4စွန်း16 gram ဘာကြောင့်တိထားတင်တယ်လဲဆိုတော့ဒင်ချင်ကကျမ်းမာရေးနဲ့ညီတယ်လို့ထင်ရပေမဲ့အရသာထည့်ထားတဲ့ဒင်ချင်တွေမှာတကြားတက်အများကြီးပါတယ်အစားထိုးနည်းတဘာဝဒင်ချင်ဝဲပါအိမ်မှာတတိအစိငပြောသီးတင်မောသီးထည့်ကျွေးပါဒုတိယတစ်မျိုးဖြော်ရည်တစ်တာ juice box ဘလောက်တကြားပါလဲဆိုတော့တစ်တာမှာလက်ဖက်ရည်စွန်း4-5စွန်း16-20 gram ဘာကြောင့်တိထားတင်တယ်လဲဆိုတော့100% တတိလို့ရေးထားပေမဲ့အသီးအစစ်ကအမြင့်တက်ပါတဲ့ထဲမှာရှိတယ်ဖြော်ရည်ကအမြင့်တက်မပါပဲတကြားတက်ပဲကြံတယ်အစားထိုးနည်းရေတန့်ဒါမှမဟုတ်လို့တတိအစစ်ကိုရေနဲ့ကြိတ်ပြီးအိမ်မှာလှုပ်ကြွေးပါဒါမှမဟုတ်လို့အသီးအစစ်ကိုက်စားခိုင်းပါတတိယတစ်မျိုးနနက်စာ cereal breakfast cereal ဘလောက်တကြားပါလဲဆိုတော့တပကံမှာလက်ဖက်ရည်စွန်း3-4စွန်း16 gram ဘာကြောင့်တိထားတင်တယ်လဲဆိုတော့ရောင်စုံတစ်တာတွေကတွန်းပုံတွေပါတဲ့ cereal တွေဟာကလေးတွေအတွက်ဆွဲဆောင်မှုရှိပေမဲ့တကြားတက်အလွန်များပါတယ်အစားထိုးနည်းဆန်လုံးယိုပေါ့ပေါ့စာ plain rice cereal ဒါမှမဟုတ်လို့ပြောင်းစံပြုတ် plain oatmeal ဝဲပါငပြောသီးဒါမှမဟုတ်လို့တရသီးနဲ့ချိုအောင်လုပ်ပါစတိုထားတစ်မျိုး biscuit granola bar biscuits granola bars ဘလောက်တကြားပါလဲဆိုတော့တစ်ချောင်းမှလက်ဖက်ရည်စွန်း2-3စွန်း8 gram ဘာကြောင့်တိထားတင်တယ်လဲဆိုတော့ granola အစီအစံများကျမရည်နဲ့ညီတယ်ဆိုတဲ့စကားလုံးတွေကမေမေတို့ကိုလှည့်စားတတ်ပါတယ်တကယ်တမ်းမှာဒါတွေကချိုတဲ့ biscuit တွေပါအစားထိုးနည်းအိမ်မှာငပြောသီးမြေဘက်ထိုးဘက်ဆန်လုံးယုံမုံနဲ့လုပ်ပါဒါမှမဟုတ်လို့တကြားသီးဘာရန်သီးစိမ့်လေးနဲ့ကျွေးပါပင်စမတစ်မျိုးအရသာရှိတဲ့ no flavored milk ဘလောက်တကြားပါလဲဆိုတော့တစ်ခွက်မှာလက်ဖက်ရည်စွန်း3-4စွန်း16 gramဘာကြောင့်တိထားတင်တယ်လဲဆိုတော့ chocolate no strawberry no တွေဟာတာမန်နို့ထက်တကြားအစာများပါတယ်အစားထိုးနည်းတာမန်နို့တောက်ပါကလေးမတောက်ချင်ငပြောသီးနဲ့အတူတူရောမွေပါတဘာဝအချိုကိုသုံးပါတတိယထားရမယ့်အချက် remember this တကြားတက်များခြင်းကကလေးရဲ့စိတ်ခံစားချက်ကိုထိခိုက်စေတယ်စိတ်တိုးတယ်အာယုံမဆိုင်နိုင်ဘူးအေးရေးပြက်စေတယ်သွားပိုးစေတယ်အဝလွန်စေတယ်တရက်ထဲနဲ့အကုန်မဖြတ်ပါနဲ့တပတ်ကိုတစ်မျိုးစီလှော့လိုက်ပါဖြည်းဖြည်းချင်းပြောင်းလဲမှကလေးကလက်ခံနိုင်ပါတယ်ဒီလျှို့ဝှက်တကြားတက်တွေကိုတည်ထားရင်မေမေတို့ကကလေးအတွက်ပုံမူကြားမာတဲ့ရွေးချယ်မှုတွေလုပ်နိုင်ပါလိမ့်မယ်ကလေးလည်းစိတ်ခံစားချက်တည်ငြိမ်လာမယ်အာယုံစူးစိုက်နိုင်စွမ်းကောင်းလာမယ်မေမေတို့ဒီတပတ်အိမ်မှာရှိတဲ့ကလေးတင်ချင်းဖြော်ရည် cereal biscuit အရသာနို့တွေကိုတစ်ချက်လန်ကြည့်ပါတကြားတက်ဘယ်လောက်ပါလဲဆိုတာအနောက်ဘေးက nutrition label မှာဖတ်ကြည့်ပါပြီးရင်ဒီတပတ်ကျမတကြားတက်တကြီးဖတ်တတ်သွားပြီလို့ comment မှာဝေမျှပေးပါအတူတူကြားမာတဲ့ရွေးချယ်မှုတွေလုပ်ကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေးလာပြီးကြားမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်